Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ R9 ကိုလာစမ်းတတ်တာဖြစ်ပါတယ်ကျွန်တော်အနောက်မှာရက်ထားတဲ့ site တွေကတော့ R9 တွေဖြစ်ပါတယ်ကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်လာဒီမှာဒါကတော့ R9 ကိုသူတို့ကsticker fine ထားတာပေါ့နော်ကဲဘာတွေပါမလဲကျွန်တော်တို့လိုက်ကြည့်မယ်GYT อ่ะဗောနော်ပြိုင်ပွဲမှာတုံးတဲ့ဘိန်းပုံစံမျိုးဒါဆင်ထားတာဖြစ်ပါတယ်ဒီကောင်ကကျတော့ MT09 engine နဲ့ CC က 890cc CV3 hot frame ဒါပေမဲ့သူက09နဲ့လုံးဝမတူတော့ဘူးเนาะလုံးဝမတူတော့ဘူး support ပဲသူက engine 2 မှာဒါပေမဲ့သူ့မှာတုံးထားတာနဲ့သူ့ရဲ့ feeling ကတော့09 feeling မျိုးရမှာမဟုတ်ဘူးပေါ့နော် okay အဲ့တော့ကျွန်တော်တို့လိုက်ကြည့်မယ်လား let's goကာလာ3ရောင်ကျွန်တော်အကြိုက်ဆုံးရောင်တော့အဖြူနီပေါ့နော် okay မ let's go အပြာရှိမယ်အမဲကဲအမဲ crazy အတွက်အမဲပါနောက်ပြီးတော့ချိုက်ကြီးတယ်ပြီးသွားတော့လေသူ့မှာထည့်လာတဲ့ဒီ accessory တွေကပစ္စည်းကောင်းတွေပဲเนาะဒီမှာ bamboo ပါမယ် original bamboo ပြီးတော့ဒီKYD ပေါ့နော်ခရပါဆိုရင်လည်းသူကဒီ fault တွေကလည်း adjust လုပ်လို့ရတယ်ပြီးတော့အနောက်ရှေ့ရောနောက်ရောသူက adjust လုပ်လို့ရတဲ့ fault တွေသုံးလာပေးတယ်ဖြူလေးသွားမယ်ဖြူလေးအိုးတော့ခေါင်းကွာကျွန်တော်ဘိန်းစိတ်ကောโอ้อย่างคือแม่งแบบ forfeit เลยใช่အရန်လာတယ်ยิบถังมาดิยังလည်းမမြင်ဘူးโอ้ဒီเป็น RS นะมันไม่ใช่ R11 มันเป็น RS เป็นยางถนนဆောင်းရမ်းမိုက်တယ်ဗျfeeling ကကြတော့ R7 ထက်ကိုမောင်းလို့လွယ်မယ် R9 ကပို့ပြီးတော့ကောင်းတယ်ဒါကျွန်တော်ပြီးတော့ display လည်းကြည့် R7 จะขายแล้วนะจะเอา R9 แล้วฟังพี่ฟังเสียงสตาร์ทไม่อะไรdisplay จริง oh my god ကျွန်တော်အရန်ကြိုက်ဆုံး display ထဲမှာပါတယ်ကျွန်တော်ဒီမှာokay ออโต้ให้มาလုပ်ပေးမယ်တဲ့อันนี้คือขี่แล้วมันจับมัน R1M เลยจับเวลาออโต้โอ้เนาะโชว์อันนี้เท่าโชว์เนี่ยแล้วก็ปรับอันนี้ไว้แล้วเราไม่ต้องทำอะไรเลยเราขี่อย่างเดียวมันจับเวลาต่อรอบให้เราเลยโอ้ออโต้ကျအရန်မိုက်တယ်ကဲနောက်တစ်ခုတစ်ချက်ကြည့်မယ်ပတ်လေဒီကောင်လေးပတ်လေလေးချက်ကြည့်မယ်နော်ไม่ปัดได้หมดนะอันหลังก็ปัดได้เขาบอกโอเคကျွန်တော်ဒါဖင်ဒီဇိုင်းလေးနေထားတယ်လောက်ရှိတယ်เนาะပြီးတော့အိုးပြီးွားမှသူ့ရဲ့အသေးစိတ်တွေကျွန်တော်တို့တွေဒီတစ်စီးလုံးရဲ့အသေးစိတ်တွေကျွန်တော်တို့တွေပြောပြပေးမယ်အခုကတော့ကျွန်တော်ဒါ free view ပေါ့เนาะလိုက်ပြရုံလောက်လေးပဲကျွန်တော်တို့တွေရိုက်ပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်